လောက်ကျန်တက်ဖြစ်တဲ့နဲ့စစ်နှစ်မှာလိန်ပြက်ကျခဲ့ပြီးအကောင်လုံးကျွန်းတစ်ခုပေါ်တောင်းတင်သွားခဲ့ပါတယ်အကီရာကတော့ဆာကာမိုတိုရှင်းနဲ့မဖူယိုတို့အသက်ရှင်ခဲ့တာကြောင့်ဝမ်းသာကြောင်းပြောခဲ့ပြီးရှေ့လျှောက်အတန်းပေါ်ဖြစ်နေကြဖို့မိတ်ဆွေဖွဲ့ခဲ့ပါတယ်မဖူယိုကတော့ဘလိုပဲနေသူကတော့အောင်မြင်မှာလို့ပြောခဲ့ပြီးကေးဘေဘီကတော့ကမ်းမော်ကတွေးခဲ့တဲ့ကြည်စံလေးကိုကောက်ကသူလည်းဒုတိယဆင်အောင်မြင်ပြီလို့ပြောခဲ့ပါတယ်ရှင်းကတော့သူကဘယ်သူလဲမေးနေပြီးမဖူယိုကလည်းမတိကြောင်းပြောကကေးဘေဘီကတော့ဝိစာတွေကိုအတူကိုင်းကဆင်းခဲ့ကြတယ်လေလို့ပြောခဲ့ပါတယ်စစ်ဆေးမှုဦးစာမီကတော့ဒုတိယအဆင့်မှာတက်လွဲတွေဖြစ်ကအသေးပြောက်များခဲ့တာကြောင့်တတိယအဆင့်စစ်ဆေးမှုမှာတော့အသေးပြောက်နဲမဲ့စစ်ဆေးနည်းကိုတုံးကြမယ်လို့ပြောခဲ့ပါတယ်လေရင်မေကလည်းတတိယအဆင့်အတွက်အထူးပါဝင်မဲ့လူ3ယောက်လည်းတင်မောနဲ့ရောက်တော့မဲ့အကြောင်းပြောခဲ့ပြီးဦးစာမီကလည်းဖြည့်ဆို့မဲ့3ယောက်ကိုတခြားဖြည့်ဆို့သူတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်အဲ့ဒီ3ယောက်ကတော့ကာကြီးတိုရာမာရူးနဲ့ရှင်းနာရတို့ပဲဖြစ်ပါတယ်ကေးဘေဘီကတော့အဆင့်3ကိုကြားဖြတ်ဝင်လာတဲ့အကြောင်းမကျေနပ်ကြောင်းကွန်ပလိန်းတက်နေပြီးဘယံပရာကီးချိတ်နယ်လို့ပြောခဲ့တာကြောင့်တိုရာမာရူးကလွှဲရိုက်ခဲ့ပြီးအသက်မသေးခြင်းအေးဆေးနေပါလို့ပြောခဲ့ပါတယ်ဦးစာမီကတော့ဝင်လာတဲ့3ယောက်ကအေဂျင်စီတွေကလွတ်လိုက်တဲ့တွေးကြုံရှိသူတွေဖြစ်ပြီးတိုရာမာရူးကိုလည်းနောက်ထပ်လူမသေးသေးခြင်းဘူးလို့ပြောခဲ့ပါတယ်တိုရာမာရူးကလည်းသူအားကြတဲ့ကန်နဝင်ကြီးသားဆာကာမိုတိုရဲ့ပုံသူရုပ်ကိုလှောင်ခဲ့တာကိုလို့ပြောခဲ့ပြီးအားလုံးကလည်းစုချင်းငွေထုတ်ခံထားတဲ့ကန်နဝင်ကြီးသားပဲလို့ပြောခဲ့ကြပါတယ်ဒါပေမဲ့အားလုံးရဲ့ရှေ့မှာဆာကာမိုတိုကရှိနေပြီးကြီးသားလောကကထွက်လာပြီးဝနေရကြောင်းမမှတ်မိကြတာဖြစ်ကရှင်းကလည်းရှေ့မှာထားပြီးမသိကြတာကြောင့်အံ့ဩနေပါတယ်ကလပ်တစ်ခုထဲမှာတော့ဆလာကတစုံတစ်ယောက်ကိုဖုံးဆက်နေပြီးကရှိမကတော့ဒီကိစ္စကိုအတွေ့အကြုံမရှိသေးတဲ့ចောင်းသားတစ်ယောက်ကိုခိုင်းတာအဆင်ပြေပါမလားလို့ပြောနေပါတယ်ဆလာကတော့လူအတိုင်းဝိုင်းကိုပြောင်းလဲဖို့အတွက်လူငယ်တွေကအသင့်တော်ဆုံးဖြစ်ကမင်းကိုတွေ့တုန်းကလည်းငယ်သေးပြီးဂက်ကုကိုတွေ့တုန်းကဆိုအသက်တောင်မပြည့်သေးဘူးလို့ပြောခဲ့ပြီးငါတို့ရဲ့လူသစ်လေးကတော့အမြဲဆုံးပြေးနိုင်မှာပါလို့ပြောခဲ့ပါတယ်တောထဲမှာတော့ဦးစာမီကတတိယဆင့်ပြိုင်ပွဲအတွက်ယူထားတဲ့ကြည်စံနီတဲကိုဖွင့်ကြည့်ခိုင်းခဲ့ပါတယ်ကြည်စံထဲမှာတော့ရောင်းပါတဲ့ကြိုးတွေကိုထည့်ထားပြီးတတိယဆင့်စစ်ဆေးမှုကတော့တိတ်တက်ကစားနည်းကိုကစားရမှာဖြစ်ပါတယ်ဒီကစားပွဲမှာတော့ရောင်သူတစ်ပွဲစုကအဖွဲလိုက်ကစားရမှာဖြစ်ပြီးကြိုးတွေကိုတင်မှာချိတ်ကကစားသမားတွေကချိတ်ထားတဲ့ကြိုးတွေကိုယူကြရမှာဖြစ်ပါတယ်ကစားပွဲကအရန်လွယ်တာကြောင့်အားလုံးကအံ့ဩနေခြင်းတွေးခေါ်ပညာရှင်ကတော့ဒါကပရိုစင်တက်လန်းမဲ့လူတွေအတွက်အဖွဲလိုက်လှုပ်ရှားနိုင်မှုရှိရွယ်ပြီးတင်မာနာကအမီးဆိုတာကတော့လှုပ်ရှားမှုအားလုံးရဲ့ရင်းမြစ်ကြောရိုးကိုကာကွယ်ရမယ်လို့ဆိုလိုတာဖြစ်ကြောင်းပြောခဲ့ပါတယ်အဲ့ဒီနီလန်က US စစ်တပ်ကတုံးခဲ့တဲ့လေ့ကျင့်ရေး program တစ်ခုဖြစ်တယ်လို့ပြောခဲ့ပြီးဦးစာမီကတော့တယောက်ကတော့ကောင်းကောင်းနားလည်သွားခဲ့ပြီလို့ဖြေခဲ့ပါတယ်ဒါပေမဲ့ဦးစာမီရဲ့စိတ်ထဲကအတန်ကိုကြားနိုင်တဲ့ရှင်းကတော့အမှန်ကလူအသေးပြောက်များအကြောင်းအစင်ပြောင်ကြံလိုက်တာအောင်မြင်သွားပြီဆိုတဲ့စကားကိုကြားခဲ့ပြီးစိတ်ထဲကနေကစားပွဲဖန်တီးကပေါ့ရုပ်တယ်လို့ဒေါသတကြီးပြောခဲ့ပါတယ်ဒီလိုနဲ့ရှင်းတဲ့ဆာကာမိုတိုကအဖွဲကွဲသားပြီးဆာကာမိုတိုရဲ့အနီအောင်ဖွဲ့မှာကေးဘေဘီအကီယာနဲ့ဆာကာမိုတိုတို့ပါဝင်ကကေးဘေဘီကတော့ငါပဲရုံရတော့မယ်ထင်တယ်လို့ပြောခဲ့ပြီးအဖြူအောင်အသင်းမှာတော့ရှင်းမဖူယူနဲ့ဖြည့်ဆိုသူသစ်ကာဂျီတို့ပါဝင်ပါတယ်အဲ့ဒီနောက်ဦးစာမီကဖြည့်ဆိုသူတွေအနေနဲ့အချိန်နဲ့ရမှာဖြစ်ပြီး2ရက်အတွင်းတောအုပ်ထဲမှာနေကရှင်ပြန်ကြဖို့မှားခဲ့ပြီးစစ်ဆေးရေးကိုစတင်ခဲ့ပါတယ်ဒီလိုနဲ့ဖြည့်ဆိုသူတွေအားလုံးပြေးလွှားနေကြရပြီးအတွေးခေါ်သမားကတော့တောင်ပေါ်မှာနေရာယူကထောင်ချောက်တွေကိုဆင်ဖို့အဖွဲ့သားတွေကိုပြောခဲ့ပါတယ်တိုရာမာရူးကတော့တက်ကြွနေပြီးပြိုင်ပွဲကိုသူတို့ဖွဲ့ပဲအောင်မြင်မယ်လို့ယုံကြည်နေပါတယ်ဆာကာမိုတိုကတော့ရှင်းကိုမြင့်ထက်ပိုင်းတနေရာမှာတွေးကြမယ်လို့မှားခဲ့ပြီးရှင်းကတော့ကစားပွဲကိုသူတယောက်တည်းအောင်မြင်အောင်ရှင်းပြိုင်မယ်အကြောင်းနဲ့ဆာကာမိုတိုကလည်းတစ်ချိန်ကျရင်သူ့ရန်သူဖြစ်လာနိုင်တယ်လို့ပြောခဲ့ပါတယ်ဆာကာမိုတိုကလည်းသဘောပေါက်ကြောင်းပြောကလက်ခံခဲ့ပြီးပြေးသွားကရှင်းကတော့သူ့ဖွဲ့သားတွေကိုလူခွဲနေကြဖို့မှားခဲ့ပြီးအပင်တွေပေါ်ခုန်တက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပင်ပေါ်ကစောင့်နေတဲ့လူကရှင်းရဲ့အမီးကိုလန့်ဆွဲခဲ့ပေမဲ့စိတ်ဖက်တဲ့သူဖြစ်တာကြောင့်ရှောင်းနှင်းကတိုက်ခိုက်သူရဲ့အမီးကိုနှုတ်ယူလိုက်ပါတယ်တနေရာရောက်မှာတော့ကေးဘေဘီကအမီးကိုအစသေးသေးလေးပဲထုတ်ကရုံမီနီးပြူဟာလို့ပြောခဲ့တာကြောင့်အကီရာကပြိုင်ပွဲကိုမညစ်ပတ်ဖို့ပြောနေပါတယ်ဆာကာမိုတိုကတော့အမြဲသူ့နောက်လိုက်ကသူ့လိုဖြစ်ချင်ကြောင်ပြောတဲ့ရှင်းကအခုသူ့ကိုပြိုင်ပွဲလို့သဘောထားနေရကြောင်းဝမ်းနေပြီးအကီရာကငိုနေရတာလို့မေးကဆာကာမိုတိုကမဟုတ်ဘူးလို့ညင်းခဲ့ပါတယ်တောအုပ်ရဲ့တနေရာမှာတော့ဖြည့်ဆိုသူ2ယောက်ကတိုရာမာရူးရဲ့လက်ကလွတ်အောင်ပြေးနေရပြီးတိုရာမာရူးကတော့အချစ်ကကိုနောက်မလိုက်ရင်ကိုကအချစ်နောက်လိုက်ရမယ်လို့စနောက်ခဲ့ပြီးအယောင်တူအောင်လဲစူးကျင်သေးတယ်လို့ပြောခဲ့ပါတယ်ပြေဆိုသူတွေကတော့တိုရာမာရူးမှာတခုရှိနေရကြောင်းသူ့ကိုလွတ်ပေးဖို့ပြောနေပြီးတခြားအယောင်လိုရရင်လည်းရှာပေးမယ်လို့ပြောခဲ့ပါတယ်တိုရာမာရူးကတော့မင်းတို့ကသဘောမပေါက်ကြသေးဘူးပဲလို့ပြောကပစိန်ကိုပန်ကာလိုလက်ကလက်ကိုဖျက်ပစ်ခဲ့ပြီးကျိုးတွေကိုယူကတစ်ခုကသုံးဖို့နှစ်ခုကကြွားဖို့လို့ပြောခဲ့ပါတယ်အဲ့နောက်တောထဲမှာပြေးနေတဲ့ရှင်းတို့အဖွဲ့ကိုတွေ့သွားခဲ့ပြီးအဖြူအောင်မရှိသေးရကြောင်းရှင်းတို့ကိုပြစ်မဲ့ထားခဲ့ပါတယ်ဆာကာမိုတိုတို့ကတော့တိုက်ခိုက်မှုတွေမလုပ်ပဲကန်းဆက်မှာအေးဆေးစားတော့နေပြီးကေးဘေဘီကတော့တခြားသူတွေလိုတိုက်ခိုက်ကြဖို့ပြောနေပါတယ်အဲ့ဒီနောက်ပြားတွေကကေးဘေဘီနာကဝဲကကေးဘေဘီကတော့ကြောက်လန့်ကဖယ်ပေးဖို့ပြောနေပြီးအကီရာကတော့လိပ်ပြတွေကသူတို့ပြန်တန်းဖို့လမ်းကြောင်းရှိကြောင်းနဲ့အဲ့လမ်းကြောင်းကိုသူတို့သာမြင်ရပြီးအဲ့အတိုင်းပြန်တန်းကြတယ်လို့ပြောခဲ့ပါတယ်ကေးဘေဘီကတော့အကိစ္စကိုနောက်ထားပြီးသူပခုံးပေါ်ကလိပ်ပြကိုဖယ်ပေးဖို့ပြောနေပြီးအကီရာကလည်းအလင်းမြတ်သူ့လက်ပေါ်ထိုးတင်လိုက်ပါတယ်အဲ့ဒါကိုကြည့်နေတဲ့ဆာကာမိုတိုကတော့ထူးဆန်းနေပြီးနူးညံ့ညင်သာမှုနဲ့မြန်ဆန်စွာပြုလုပ်သွားတာကြောင့်ဘသူစီကတင်ထားတာလေလို့မေးခဲ့ပါတယ်အဲ့ဒီအချိန်လူတယောက်ကပြေးလာကစိတ်ပေါက်နေတဲ့ကောင်မတယောက်ကလူတွေလိုက်သက်နေရကြောင်းမသေးချင်းအမြန်ပြေးလို့ပြောခဲ့ပြီးကေးဘေဘီကလည်းလိုက်ပြေးခဲ့ပါတယ်
အဲ့ဒီနောက်အမဲရောင်အလုံးတစ်လုံးကကေးဘေဘီပေါ်ကျလာကြောင့်ဆာကာမိုတိုကဝင်ကာခဲ့ပြီး၃ယောက်လုံးတက်ပိုက်ကွန်အောက်ကိုရောက်သွားခဲ့ပါတယ်တကယ်တော့ဆာကာမိုတိုတို့ကအဝါရောင်အဖွဲ့ရဲ့ထောင်ချောက်ထဲကိုဝင်သွားတာဖြစ်ပြီးအဝါရောင်အဖွဲ့ကတော့တနက်နဲ့အဆက်မပြတ်ပစ်ခဲ့ပါတယ်ရှင်းကတော့တခြားဘွဲကိုတိုက်ခိုက်ဖို့မြစ်ကိုဖျက်ဖို့လုပ်ခဲ့ပေမဲ့တန်ရှင်းကြိုက်တဲ့မဖူယူကြောင့်မဖြစ်နိုင်ခဲ့တဲ့အတွက်မဖူယူကိုပြစ်တင်နေပါတယ်အဲ့ဒီအချိန်မှာပဲတိုရာမာရုကအမှတ်မတင်ဝင်တိုက်ခဲ့ပြီးရှင်းကလည်းအချိန်မီရှောင်းကတိုရာမာရုကလည်းအကြမ်းမြင်ရတာလားမိုက်တယ်လို့ပြောခဲ့ပါတယ်ဒါအပြင်သူကြိုက်တဲ့ဆာကာမိုတိုကလည်းအဖြူအောင်ဖြစ်တာကြောင့်အဖြူအောင်အသင်းဖြစ်ခဲ့ရင်အရန်ကောင်းမှပဲလို့ပြောတဲ့အချိန်မဖူယူကလွှဲကန်ခဲ့ပါတယ်တိုရာမာရုကလည်းအချိန်မီကာဝယ်လိုက်နိုင်ပေမဲ့ဆာကာမိုတိုအယုတ်လေးကပုံးပက်သွားတာကြောင့်ငိုနေခဲ့ပါတယ်ဆာကာမိုတိုကတော့ကြီးစံတွေကိုအေပရိုနဲ့ကာဝယ်ကပိုက်ကွန်ကိုဖျက်ဆီးဖို့ကြိုးစားနေပြီးအကီရာကတော့ကျိုးတွေကြားကနေခုန်ထွက်နိုင်ခဲ့ပါတယ်ဆာကာမိုတိုကတော့အကီရာကိုထွက်ပြေးခိုင်းခဲ့ပြီးနောက်ကလိုက်ခဲ့မယ်လို့ပြောခဲ့ပေမဲ့အကီရာကကျိုးတွေကိုပဲဖဲဖို့ကြိုးစားနေချိန်အဝါရောင်ဖွဲကအောက်ကိုရောက်လာခဲ့ပါတယ်အကီရာကတော့အနောက်ကိုရောက်လာတဲ့လူတွေစီကနေအကြည့်အရင်လွှဲခဲ့ပြီးအတွေးခေါ်သမားကတော့တောအိုင်သိန်းဆန်နေမှာအကြည့်ကိုအရင်လွှဲတဲ့သူကအရှုံးဖြစ်ပြီးကြေးသားတွေမှာဘလို့လဲလို့မေးခဲ့ပါတယ်အကီရာကတော့သူ့ကြောင့်တခြားသူတွေကိုမထိခိုက်ချင်ဘူးလို့စိတ်ထဲကနေတွေးနေပြီးဆာကာမိုတိုကတော့တခါတလေမှကိုမလုံးချင်တာကနေထွက်ပြေးတာဘာမှမဖြစ်ပါဘူးအဆင်ပြေသွားမှာပါလို့အကီရာကိုပြောခဲ့ပါတယ်အဲ့ဒီစကားကိုကြားတဲ့အခါမှာတော့အမေဖြစ်သူထွက်မသွားခင်ကအဆင်ပြေသွားမှာပါဆိုတဲ့စကားကိုပြန်လဲကြားအောင်မိပြီးသူ့ရဲ့ကြောက်စိတ်ကြောင့်အမေဖြစ်သူလို့နောက်ထပ်ကိုချစ်တဲ့သူတွေမဆုံးရှုံးကျင်တော့ဘူးလို့စိတ်ထဲကနေပြောနေခဲ့ပါတယ်ဒါအပြင်တစုံတယောက်ကိုလက်လွတ်လိုက်ရမှာတဲ့ကြေးသားလူသက်သမားဖြစ်ရတာပိုကောင်းမယ်လို့ပြောကမြန်ဆန်တဲ့အချိန်နဲ့လက်ညှိုးကိုသုံးကတွေးခေါ်သမားရဲ့လေပင်ကိုထိုးလိုက်ပါတယ်အဲ့နောက်ကြံတဲ့အဖွဲ့သား2ယောက်ကိုပါတိုက်ခိုက်ဖို့ပြေးခဲ့ပြီးဆာကာမိုတိုကလည်းတန်ပိုက်ကွန်ကိုအကုံသုံးကအကီရာရဲ့လက်ကိုအလင်းမြဂျိုင်းနဲ့ပြင်းညက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအကီရာရဲ့အသီးစိတ်လည်းပြန်ဝင်လာခဲ့ပြီးဆာကာမိုတိုကလည်းလဲကျသွားတဲ့သူစီအလင်းမြသွားကသွေးထက်တဲ့နေရာကိုဖိပေးခဲ့ပြီးလေပင်သွေးလို့ကြောကိုလက်နှချောင်းနဲ့တိတိကျကျထိုးသလိုလှုပ်သွားတာဖြစ်ပြီးအချိန်မီမကူနိုင်တော့တည်သွားနိုင်တယ်လို့ပြောခဲ့ပါတယ်ကေးဘေဘီကတော့အကီရာကိုအပြစ်တင်ခဲ့ပြီးအကီရာကလည်း2ယောက်လုံးကိုရှင်းသန်စေချင်တာကြောင့်မြင်းနဲ့လမ်းကြောင်းနောက်လိုက်ခဲ့ပြီးထင်ရတွေလောက်ခဲ့မိတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီစကားကိုကြားတဲ့အခါမှာတော့ဆာကာမိုတိုက JCC မှာနာကူမိုရိုနဲ့အတူတနက်ပြစ်လေ့ကျင့်နေတော့ကလမ်းကြောင်းနောက်ကိုပြစ်ဖို့ပြောခဲ့တဲ့အကာအိုရဲ့စကားကိုကြားအောင်ခဲ့ပါတယ်။ဒါကြောင့်ဆာကာမိုတိုကအကီရာရဲ့မျိုးနာမည်ကိုမေးခဲ့ပြီးအကီရာကအကာအိုအကီရာလို့ပြောခဲ့တာကြောင့်တငယ်ချင်းအောင်အကာအိုနဲ့မျိုးတူမှန်တည်သွားခဲ့ပါတယ်။